ပါမယ်တွေ့တာပြုစုရင်းနဲ့ဇုံယူကြည်ကြည်စဲရှောက်ကြမယ်နှလုံးသားရဲ့နာစရာမြင်ကြရအေးငါမြင်ညာပါဆယ်ရမယ့်ခရီးဆုံးမတိုင်အမှုပညာပါဒီစုံရည်ဆက်ကြတယ်တန်လေးတွေရဲ့စီဝင်ဖို့လို့ဒီငယ်ကလေးတွေကျူရင်တဲ့အရက်စီလမ်းကြည့်လိုက်ွယ်ကြည့်ရလိမ့်မယ်မြင်နိုင်တယ်လေသူရဲ့ပန်းတိုင်းပျော်ပျော်ရွှင်ရွှင်သွားစုရောက်